ကိုထွန်းခင်ရှင်ရောမပြောချင်တယ်လေရှင်ဘာမှမပြောခင်ကျမတခုပြော online ပေါ်မှာစောက်ကြွားထူတဲ့ခါဦး Huh? ဤသူတွေကိုမလိမ့်တစ်ပတ်လုပ်တဲ့ခါဦး Bruh. တစ်ချက်ခုတ်ငါးချက်ပြတ်ချင်တဲ့ခါဦးလူတွေကိုနှိမ်ပြောတတ်တဲ့ခါဦး ကဲဒီနေ့ကတော့ Facebook ပေါ်မှာအလှငွေဘယ်လောက်ရပြီလဲကြည့်ကြည့်လိုက်အောင် Oh my god ဒီတယောက်က300တောင်လှူတာပေါ့လေမိုက်လိုက်တာအဲ့လိုများများလှူလေငါစီပွားရေးအတွက်လောက်ွက်ရလေပဲ 哎呦我的妈 စမလို့အများကြီးဆိုတာ Facebook ပေါ်မှာ TikTok ပေါ်မှာဗီဒီယိုလေးရိုက်ပြီးတင်လိုက်ပါ Hello အားလုံးပဲမင်္ဂလာပါဒီနေ့ပဲပြည်သူတွေအတွက်တရားစက်တန်ထမင်းဆိုင်လေးဖွင့်လိုက်ပါပြီပြည်သူတွေကိုချစ်တဲ့ခဥ ဟဲ့အများလူအများကိုကျေးဇူးတင်ပါတယ်ပြောလေ အမေကလည်းရှာရှည်လိုက်တာကိုယ့်အလုပ်ကိုမလုပ် 哎呦我的妈 ဖတ်ချီငါရဲ့ TikTok account follower 9သိန်းပြည့်တော့မယ်ဝါဒါဆိုလို့ရှိရင်တော့တရားချစ်တဲ့ထမင်းဆိုင်ကိုပိတ်ပြီးတော့ Huh? အလူပေးတဲ့ဆိုင်မဟုတ်ဘဲနဲ့ပုံမှန်ထမင်းဆိုင်လေးဖွင့်ချလိုက်မယ် Okay. ဘာပြီးတော့လူတွေကဟာအလူလုပ်တဲ့အမကြီးရဲ့ထမင်းဆိုင်ပဲဆိုပြီးဝင်စားကြမှာပဲတစ်ချက်ခုတ်5ချက်ပြက်အမေရိကမှာနေတဲ့ smile လို့ချမ်းသာကြတော့ကြာပြီကို့မှာလည်းလောက်ွက်ဆိုလို့ဒါပဲရှိတာ Okay. ဟာငါ Facebook ထဲမှာဘာတွေလာမှန်းထားလဲကြည့်လိုက်အောင်ဘာလဲမခဦးကလိန်စားနေတာတဲ့ဒီလိုအောက်တန်းစားတွေကိုဘလို့ What တော့နောက်တစ်ယောက်ကပါပြောနောက်တစ်ယောက်ကမခဦးကိုချစ်တယ်တဲ့မခဦးလှုပ်ထားတဲ့စိုက်ကယ်မဲတွေကားတွေလေဝယ်မဲတဲ့ပြန်မလိုက်မယ်ဒါမှငါအကူ 哎呦我的妈 ဒီလိုလူတွေများများရှိမှလည်းငါလှုပ်ကိုကညင်ညင်ပို့ပြီးတော့အောင်မြင်မှာရေးထဲမှာဖုန်းဝင်လာတယ်ဟယ်လို ဘာခဝေးကျွန်တော်ဘိုက်စားလို့ပါခင်ဗျာ ဘိုက်စာလို့ဆောက်ဆောက်ရှိရင်လာစားလေတရားကျတဲ့တမင်းဆိုင်ပိတ်လိုက်တာကြာပြီအခုကပုံမှန်တမင်းဆိုင်ဖွင့်ထားတာဆောက်ဆောက်ရှိတယ်ဆိုလို့ရှိရင်လာစားနင်တို့အလကားကျွေးရငါစေနာရှင်မအမြတ်မှတ်နေလား 哎呦我的妈 ဒုက္ခပဲပြောလိုက်ရမကောင်းဖြစ်တော့မယ်နော်ဆောက်ဆောက်မပါဘဲနဲ့တော့လာခဲ့နေနော်နင်တို့အလကားကျွေးမဲ့ထဲမှာငါမပါဘူးကျေးဇူးတကယ်ဆောက်လောက်ချုပ်တယ်တော့ဘလို့ဟာရလည်းမသိဘူးအလကားရရေးတေအောင်တော့ကိုထွန်းခင်ရှင်ရောမပြောချင်တယ်လေရှင်ဘာမှမပြောခင်ကျမတခုပြောမယ် Huh? နော်အခုကျမတို့မြန်မာပြည်မှာရှိတဲ့သမင်းဆိုင်ကိစ္စတွေနောက်ဒီ online ပေါ်မှာကျမတို့ idea ကျမတို့ strategy နဲ့ဖန်တီးထားတဲ့ content တွေရှင်းရှင်းပြောမယ်ရှင်ကျမတို့လောက်ွက်တွေကိုလာပြီးတော့နှောက်ချွတ်တဲ့သူဖြတ်စည်းတဲ့သူမှန်တယ်အကုန်လုံးမှတ်တာနော်ကျမရှင်းမှတ်ထားတဲ့ဟိုအုတ်ချုပ်ရည်မှုနဲ့အကြီးကပြောပြသားမလို့ပြောပြသားဆိုပြီးတော့ဆိုတော့နော်အရင်ဆက်လို့ရှုပ်လာပြီဆိုလို့ရှိရင်ကိုထွန်းခင်ဆွဲစီမဲလို့လာပြောလိုက်တော့ဒီနေ့ကျမဂျင်းမှာဖင်လေးကျင့်ရရှိတယ်နော်ကျမဖင်ကြည့်ဖို့လေကျမဂီးဆိုင်ရအောင်ဆိုတော့ကျမသွားလိုက်အောင်မယ်နော်ဒီနေ့တော့ပဲ 哎呦我的妈